ရုရှားစစ်သားတွေဟာစစ်မြေပြင်မှာတိတ်ဆိတ်တဲ့တင်မင်းဆိုတဲ့ကြက်သီးထစရာနာမည်ပြောင်းတစ်ခုကိုစသုံးလာကြပါ၏။ဒါဟာအဲဒီလက်နက်ကမြန်လွန်းလို့ဒါမှမဟုတ်အစွမ်းထက်လွန်းလို့မဟုတ်ပါဘူး။အဲဒီလက်နက်ရောက်ဒီမှသူတို့တီးလိုက်ရတဲ့အချိန်မှာအရာအားလုံးနောက်ကျသွားပြီဖြစ်လို့ပါပဲ။အချို့စစ်ယူနစ်တွေရဲ့ပြောပြချက်အရနောက်ဆုံးစက္ကန့်ပိုင်းအလိုထိဘာတမ်းမှမကြားရဘူးလို့ဆိုပါ၏။တချို့ကြလည်းဘာတမ်းမှလုံးဝမကြားလိုက်ရပဲခံလိုက်ရတာပါ။ပြီးတော့အမြောက်တွေဒုံးကျည်တွေဒါမှမဟုတ်ရိုးရိုးဒရုန်းတွေနဲ့မတူတာကရုရှားဘက်ကရေဒီယိုလှိုင်းတွေနှောက်ယှက်တာပိတ်ဆို့တာဒါမှမဟုတ်ဖျက်ဆီးတာတွေလုပ်ရင်တော့မှဒီစနစ်အများစုကပြစ်မှတ်ကိုဆက်ပြီးရှာဖွေတိုက်ခိုက်နိုင်စွမ်းရှိနေပါ යි ဒါဟာခရမ်လင်အတွက်တော့တကယ့်ကိုကောင်းခဲစရာပြဿနာတစ်ခုဖြစ်လာနေပါပြီ။ဘာလို့လဲဆိုတော့ရှေ့တန်းတခွင်ပြန့်နှံ့လာနေတဲ့ဒီလက်နက်ဟာတားဆီးဖို့ပိုခက်ခဲလာရုံတည်းမကပဲပိုပြီးတော့လေပါးနှက်ညံကောင်းလာလို့ဖြစ်ပါ යි ဒါအပြင်စစ်ပွဲတွေကျင်နွဲတဲ့ပုံစံကိုပါပြောင်းလဲပြနေပါ යි ဒါဟာအလိုအလျောက်မောင်းနေတဲ့ drone တွေနဲ့ robot တွေဒါမှမဟုတ်တိတ်ဆိတ်တဲ့သင်မင်းပဲဖြစ်ပါ යි ယူကရိန်းအနေနဲ့သူတို့ဘာသာသူတို့စဉ်းစားတွေးခေါ်နိုင်တဲ့ဒီစက်ပစ္စည်းတွေအပေါ်ဘာကြောင့်ပေါ်အောနေရလဲဆိုတာကိုနားလည်ဖို့ဆိုရင်အဲ့ဒီစက်တွေကိုဘယ်ပြဿနာကိုဖြေရှင်းဖို့တိစောက်ခဲ့ရလဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါ යි အဲ့ဒါကတော့ electronic စစ်စင်ရေးပါပဲစစ်ပွဲအစောပိုင်းကာလတွေကလေးကနှစ်ဖက်စလုံးဟာရှေ့တန်းစစ်မျက်နှာမှာ LPB drone အသေးစားလေးတွေကိုအမြောက်အများအသုံးပြုခဲ့ကြပါ යි ဒါတွေဟာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေသယ်ဆောင်ထားပြီးဗီဒီယိုလင်းကတဆင့် operator ကပြစ်မှတ်စီတိုက်ရိုက်မောင်းနေပြီးတိုက်ခိုက်ရတဲ့ drone တွေဖြစ်ပါ යි ဈေးလဲပေါ်ပြီးတီလဲတီးကြတာကြောင့်ကာလာတစ်ခုအထိတော့ယူကရိန်းဘက်ကစစ်ရေးအသာစီးရဖို့အများကြီးအထောက်အကူပြုခဲ့ပါ යි ဒါပေမဲ့ရေဒီယိုလင့်ကိုအမိပြုမောင်းနေရတဲ့ drone တစ်ခုဟာအဲဒီချိတ်ဆက်မှုလိုက်ကောင်းမွန်နေမှသာအလုပ်လုပ်နိုင်တာဖြစ်ပြီးနှစ်ဖက်စလုံးကလည်းဒီချိတ်ဆက်မှုကိုဖျက်ထားဖို့ချက်ချင်းပဲတင်ယူခဲ့ကြပါ යි နောက်ဆက်ရေးဆက်တွေကရှေ့တန်းတစ်ခုလုံးကိုလွှမ်းခြုံထားပြီး drone နဲ့ operator ကြားကဆက်သွယ်မှုကိုဖျက်တောက်ပစ်သလိုစပူမာတွေကလည်းဂျိုတုလမ်းညွှန်စနစ်ကိုကမဖြောင်လုပ်ပြီး drone ကို coordinate အမှားတွေပေးတာဒါမှမဟုတ် GPS စနစ်လုံးဝသုံးမရအောင်လုပ်ပစ်ကြပါ යි စစ်ပွဲရဲ့ကာလတစ်ခုမှာတော့အဲ့ဒီ electronic ခုခံကာကွယ်ရေးစနစ်တွေကအနိုင်ရခဲ့ပါ යි လိုင်းနောက်ဆက်ခံရတဲ့ drone တစ်ခုဟာအသုံးမဝင်တော့ပါဘူးစစ်မျက်နှာရဲ့အပြင်းထန်ဆုံးနေရာတွေမှာ LPB drone တွေတိုက်ခိုက်မဲ့နောက်ဆုံးစက္ကန့်ပိုင်းဆိုလိုတာကလိုင်းနောက်ဆက်မှုအရှိန်ဆုံးနေရာတွေမှာတိုက်ခိုက်မှုအများစုကကြာရှုံးခဲ့ရပါ යි ဒီလိုပိတ်ဆို့မှုကိုကြောဖြတ်ဖို့အတွက်အတုလုံဉဏ်ရည်ကိုသုံးဖို့ဖြစ်လာခဲ့တာပါအင်ဂျင်နီယာပိုင်းဆိုင်ရာကခက်ခဲပေမဲ့အယူဆကတော့ရှင်းလေးပါ drone အနေနဲ့ပြစ်မှတ်စီရောက်ဖို့လူသားမောင်းသူနဲ့တိုက်ရိုက်ရေဒီယိုလင့်ကိုအမြဲအားကိုးနေလို့မရဘူးဆိုရင်အဲ့ဒီအလုပ်ကိုသူ့ဘာသာသူအဆုံးသတ်နိုင်ဖို့အတွက်စက်ထဲမှာဒီလုံလောက်တဲ့ဉာဏ်ရည်စနစ်ထည့်ပေးလိုက်တာဖြစ်ပါ යි ဒါကိုပုံရိပ်ဖော်မှတ်မိစနစ်နဲ့အမြင်အာရုံသုံးလမ်းညွှန်စနစ်တွေတက်ဆင်ပေးခြင်းအဖြစ်လှုပ်ဆောင်နိုင်ပါ යි operator ကပြစ်မှတ်ကိုတစ်ချက်ပြလိုက်တာနဲ့ရေဒီယိုလိုင်းအဖြတ်ခံရရင်တော့မှ drone ကသူ့ဘာကိုကြည့်နေလဲဆိုတာကိုကိုယ်တိုင်ခွဲခြားသိမြင်ပြီးလမ်းကြောင်းကိုကိုယ်တိုင်ပြင်ဆင်ကနောက်ဆုံးခီးစဉ်ကိုသူ့ဘာသာသူပြန်တန်းသွားနိုင်မှာဖြစ်ပါ යි ဆုံးဖြတ်ချက်ချတဲ့စနစ်ကို drone ပေါ်ကိုရွှေ့ပြောင်းလိုက်တာကြောင့်ရိုးရိုးလိုင်းနောက်ဆက်မှုတွေတန်ကိုလုံးဝခံနိုင်ရှိသွားစေပါ යි ဒီလိုပြောင်းလဲလိုက်ခြင်းရဲ့အကျိုးသက်ရောက်မှုကတိတိတသားကိုမြင်သာပါ යි ကိန်းဂဏန်းတွေအရဘာကြောင့်ယူကရိန်းစစ်တပ်ကတပ်မဟာတိုင်းဒါကိုလိုချင်နေကြလဲဆိုတာရှင်းရှင်းလင်းလင်းသိနိုင်ပါ යි ယူကရိန်းရဲ့အလိုလျောက်မောင်းနေစနစ်တွေကိုလေ့လာခဲ့တဲ့ CSIS အဖွဲ့ကကာတာရီနာပွန်တာရဲ့ပြောပြချက်အရဒီလိုအလိုလျောက်လမ်းညွှန်မှုနဲ့ပြစ်မှတ်ရှာဖွေမှုစနစ်ကိုထည့်သွင်းလိုက်တဲ့အခါ drone တိုက်ခိုက်မှုအောင်မြင်နှုန်းဟာအရင်က10%ကနေ20%ပဲရှိရာကနေအခုဆိုရင်90ကနေ80%အထိမြင့်တက်လာတယ်လို့သိရပါ යි ဒါဟာ3စားကနေ4စားအထိပိုကောင်းလာတာဖြစ်ပြီးအရင်က drone 8စင်းဒါမှမဟုတ်9စင်းသုံးပြီးတိုက်ခိုက်ရမယ့်ပြစ်မှတ်ကိုအခု AI ကူညီနဲ့ drone 2စင်းနဲ့အောင်မြင်လုပ်နိုင်စွမ်းရှိသွားပြီလို့ဆိုလိုတာပါအင်အားနည်းတဲ့စစ်တပ်တစ်ခုအတွက်တော့ဒီလိုအစပေါင်းများစွာပုံမထိရောက်လာမှုဟာအဓိကတော့ချက်ပါပဲအောင်မြင်တဲ့ drone တိုက်ခိုက်မှုတိုင်းဟာနောက်ထပ် drone တစ်စင်းထပ်မံထုတ်လုပ်ရမလို့တော့သလိုမောင်းနေသူကိုလည်းအန္တရာယ်မပြုစေပဲခြေလျင်တပ်တွေကိုစတေးပြီးစစ်မြေပြင်ကိုသိမ်းပိုက်ရမလို့တော့ပါဘူးဒီနေရာမှာနောက်ထပ်အကျိုးကျေးဇူးတစ်ခုလည်းရှိပါသေးတယ် AI ကအခက်ခဲတဲ့ပြန်တမ်းမှုအပိုင်းကိုကင်တွယ်ပေးရကြောင်းမောင်းနေသူရဲ့ကျွမ်းကျင်မှုလိုအပ်ချက်ဟာတိတိတသားလျော့ကျသွားပါ යි ဒါဟာလူအင်အားအကျက်တဲနဲ့ရင်ဆိုင်နေရတဲ့တိုင်းပြည်အတွက်အလွန်အရေးကြီးပါ යි drone တိုက်အတွက်ထူးချွန်ပြမြောက်တဲ့မောင်းနေသူတယောက်စီရှိနေဖို့မလိုတော့ပါဘူးအလိုလျောက်မောင်းနေနိုင်စွမ်းပိုကောင်းလာတဲ့အမျှမောင်းနေသူနဲ့စက်ပစ္စည်းအချိုးစားဟာ
အရင်ကဒရုန်းတစ်စင်းကိုမောင်းနေသူတယောက်ကအပြင်းပန်းခံမောင်းရတဲ့အခြေအနေကနေအခုဆိုရင်မောင်းနေသူတယောက်တည်းကဒရုန်းအများအပြားကိုတပြိုင်နက်တည်းလွှတ်တင်ထိန်းချုပ်နိုင်တဲ့အခြေအနေကိုပြောင်းလဲလာနေပါပြီ။ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့လေးလာဆန်းစစ်သူတွေကဒါကိုအလှည့်ပြောင်းကာလတစ်ခုလို့ဖော်ပြကြပြီးမောင်းနေသူတယောက်ကဒရုန်းအစင်း20 50ဒါမှမဟုတ်100ကိုစနစ်တကျတပြိုင်နက်လွှတ်တင်တိုက်ခိုက်နိုင်မယ့်အချိန်ဖြစ်တယ်လို့ဆိုပါတယ်။အဲဒီချိန်ကျရင်စစ်ပွဲရဲ့စီးပွားရေးတွက်ချီကိုက်မှုကပြောင်းလဲသွားမှာဖြစ်ပြီးတိုက်ခိုက်နိုင်စွမ်းဟာလေ့ကျင့်ထားတဲ့မောင်းနေသူဥယျာဉ်အပေါ်မှာပဲမူတည်မနေတော့ပါဘူး။ဒါပေမဲ့ဒီနေရာမှာပုံကြီးချဲ့ပြောလေးရှိတဲ့အချက်တွေကိုတော့တိတိကျကျခွဲခြားသိဖို့လိုပါတယ်။ယူကရိန်းအနေနဲ့အလိုလျောက်တိုက်ခိုက်နိုင်တဲ့စက်ရုပ်စစ်တပ်ကြီးတွေကိုအပြည့်အဝတိစောက်နိုင်ခြင်းမရှိသေးပါဘူး။လက်နက်တွေမှာ AI ကိုအသုံးပြုမှုဟာအခု2026ခုနှစ်အလယ်ပိုင်းထိကနဦးအဆင့်မှာပဲရှိပါသေးတယ်။လောလောဆယ်မှာတော့ပြစ်မှတ်ကိုခွဲခြားမှတ်မိဖို့ဥပမာတစ်တော်တန်းထဲမှာဖျောက်ဖျက်ထားတဲ့ရုရှားတင်ကားတွေကိုရှာဖွေဖို့နဲ့လိုင်းနောက်ရှက်မှုတွေကြားတဲ့ကနောက်ဆုံးအဆင့်ချင်းကပ်တိုက်ခိုက်မှုအပိုင်းတွေမှာပဲအသုံးအများဆုံးဖြစ်နေပါသေးတယ်။ဥပမာအားဖြင့်2024ခုနှစ်ကယူကရိန်းထုတ်လုပ်ခဲ့တဲ့ဒရုန်းပေါင်း2တန်းနီးပါးထဲမှာ AI စနစ်ပါဝင်တာက1000ဝန်းကျင်ပဲရှိခဲ့ပြီးအဲ့ဒါတွေကလည်းပြတ်မှတ်ရွေးချယ်ဖို့နဲ့မစ်ရှင်စတင်ဖို့အတွက်လူသားကိုပဲအခြေခံနေရတော့မှာပဲအခု2026ခုနှစ်မှာတော့ထုတ်လုပ်မှုပမာဏကတစ်နှစ်ကိုဒရုန်း9တန်းအထိရှိလာဖို့စီစဉ်ထားတာကြောင့်အပြောင်းလဲတွေရှိလာပေမဲ့ AI ပါဝင်တဲ့ဒရုန်းအရေအတွက်အတိအကျကိုတော့မသိရသေးပါဘူးဒါဟာရှေ့တန်းမှာဒီလိုဒရုန်းတွေကအနည်းစုပဲရှိသေးရဲ့ဆိုတာကိုပြသနေပါတယ်ဒါပေမဲ့လည်းဒီဒရုန်းတွေရဲ့စစ်မှန်တဲ့တန်ဖိုးကိုတော့ short တွက်လို့မရပါဘူး။ဝင်းဟင်စစ်ပွဲကိုနည်းပညာတွေနဲ့ပုံဖော်နေချိန်မှာပဲမြေပြင်ပေါ်မှာလည်းအလားတူတော်လှန်ပြောင်းလဲမှုတစ်ခုကတဖြည်းဖြည်းတက်လှမ်းလာနေပါ යි ။အဲ့ဒါကတော့စက်ရုပ်တွေပဲဖြစ်ပါ යි ။ယူကရိန်းဟာဘိန်းတက်ဒါမှမဟုတ်တန်ကြပ်ကလမ်းကြောင်းတက်မြေပြင်မောင်းသူမဲရှင်တွေပေါ်ကိုအရင်းမြစ်တွေအများကြီးပုံအောနေပါ යි ။ဒါတွေဟာခဲယမ်းမီကြောက်တွေတဲဆောင်တာဒဏ်ရာရစစ်သားတွေကိုကဲထုတ်တာလေးလံတဲ့လက်နက်တွေတရားနဲ့တိုက်ခိုက်မှုတွေမှာကိုယ်တိုင်ပါဝင်တာမျိုးတွေအထိလှုပ်ဆောင်လာနေရပါဒါတွေကိုအသုံးပြုနေတဲ့ယူကရိန်းစစ်သားတွေဟာဖမ်းမိထားတဲ့ရုရှားတုံ့ပန်တွေစီကနေအချက်လက်တစ်ခုကိုသိခဲ့ရပါ යි အဲ့ဒါကတော့ရုရှားတွေကဒီဆက်တွေကိုတိတ်ဆိတ်တဲ့သင်မင်းလို့အမည်ပေးထားတာပါပဲဒီနာမည်ပြောင်းဟာတကယ့်စီရေးပြွားများထူးခြားချက်တစ်ခုကိုညွှန်ပြနေပါ යි ဒါကြောင့်နှိကွေးပြီးအမောက်မတည့်လိုက်စက်ရုပ်တစ်ခုဟာမြန်ဆန်တဲ့လက်နက်တွေထက်ပိုပြီးကြောက်စရာကောင်းနေလဲဆိုတာကိုနားလည်ဖို့လိုပါ යි ခေတ်သစ်စစ်မြေပြင်မှာစစ်သားတယောက်ရဲ့အစောဆုံးသတိပေးစနစ်ကတော့သူတို့ရဲ့နာအသားအယုံပဲဖြစ်ပါ යි FPV drone တစ်စင်းချင်းကပ်လာတဲ့ဘူးဘူးတန်ရင်တစည်းရဲ့အင်ဂျင်တန်ဒါမှမဟုတ်မော်တော်တန်တွေကိုကြားရတဲ့အခါစစ်သားတွေအနေနဲ့ဘုံခိုခြင်းနဲ့ဝင်ပုံဖို့2စက္ကန့်ဒါမှမဟုတ်3စက္ကန့်လောက်အချိန်ရတတ်ပါ යි ဒါပေမဲ့အတန်လုံးဝမထွက်သလောက်ဖြစ်နေတဲ့မြေပြင်စက်ရုပ်တွေကတော့အဲ့ဒီသတိပေးချိန်ကိုအပီးတိုင်ဖျောက်ဖျက်ပစ်လိုက်ပါ යි CNN ရဲ့ရှေ့တန်းသတင်းထောက်တွေရဲ့တင်ပြချက်အရရုရှားစစ်သားတွေဟာအဲ့ဒီစက်ရုပ်တွေ10မီတာအကွာဝေးလောက်အထိရောက်လာတဲ့အထိဘာသာမှမကြားရဘူးလို့ဆိုကြပါ යිပောက်ကွဲအားပြင်းတဲ့ပစ္စည်းတွေတည်လာတဲ့စက်ရုပ်တစ်ခုက10မီတာအကွာဝေးကိုရောက်နေပြီဆိုရင်တော့အဲ့ဒါဟာဘုံရဲ့ပောက်ကွဲမှုအရှိန်စက်ဝိုင်းထဲကိုရောက်နေပြီဖြစ်ပါ යි အဲ့ဒီချိန်ကျမှအတန်ကြားရလဲဘာမှမတတ်နိုင်တော့ပါဘူးတုတ်ပြန်မှုအချိန်လုံးဝမကြံတော့လို့ပါပဲဒီချက်ကိုပို့ပြီးအားကောင်းစေတာကအချက်2ချက်ရှိပါ යි ပထမတစ်ခုကတော့တည်ဆောင်နိုင်တဲ့ပမာဏပါပဲလေးဘိတ်တက်ရင်တိဆောက်ပုံစနစ်ဟာဝေဟင်ဒရုန်းအသေးစားလေးတွေထက်ပုံမိုလေးလံနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဒါမှမဟုတ်ကြီးစံရချီပါရဲ့စစ်တပ်နဲ့အကြီးစားတွေကိုတည်ဆောင်နိုင်ပါ යි ဒါကြောင့်အတန်မကြားရပင်ရောက်လာတဲ့စက်ပစ္စည်းဟာပျက်စီးဆုံးရှုံးမှုပုံမိုကြီးမားစေတာဖြစ်ပါ යි ဒုတိယအချက်ကတော့အတန်တိတ်ဆိတ်မှုကြောင့်ရန်သူ့နောက်ကျောကိုခိုးချောင်ခိုးဝက်ဝင်ရောက်နိုင်စွမ်းရှိခြင်းပါပဲတိုက်ခိုက်မှုတစ်ခုမှာပထမစက်ရုပ်တွေရဲ့ပောက်ကွဲတံတွေကိုလမ်းလွဲစရာအဖြစ်တမင်အသုံးပြုပြီးရန်သူအာရုံကိုဆွဲဆောင်ထားချိန်မှာကျန်တဲ့စက်ရုပ်၄စင်းကရန်သူခံစစ်ကြောင်းရဲ့နောက်ွယ်ကိုခိုးဝင်သွားခဲ့ပါ යිဒါဟာအတန်ကြဲကြဲထွက်လာတဲ့ဘယ်လက်နမ်းမှမလုံနိုင်မှာမဟုတ်တဲ့အရာဖြစ်ပါ යි ဒီလိုအခြေအနေကြောင့်ခံစစ်သမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုသူတို့ရဲ့တုံ့ပြန်ပုံတွေမှာမြင်နိုင်ပါ යි စစ်စင်ရေးကုန်နမဲ့စိုက်ဘာလို့ခေါ်တဲ့ယူကရိန်းတပ်မှုတယောက်ရဲ့ပြောပြချက်အရစက်ရုပ်တရုတ်ကိုရန်သူစခန်းကြီးလွှတ်လိုက်တဲ့အခါရုရှားစစ်သားတွေဟာအတန်လဲမကြားဘယ်ကလာမှန်းလည်းမသိရကြောင်းကျောင်းလန်တကြားနဲ့မြေကြီးပေါ်ပြပြဝှက်ပြီးဘာလို့ရမှန်းမသိဖြစ်နေကြတာကိုမြင်ခဲ့ရတယ်လို့ဆိုပါ යිတိတ်ဆိတ်မှုဟာစစ်သားတယောက်အားကိုရတဲ့အာရုံခံစားမှုနဲ့အချိန်ကိုလူယူသွားတာဖြစ်ပါ යි ဒီလက်နက်တွေရဲ့ဟာဝဲပိုင်းကလည်းသတိပြုစရာကောင်းပါ යි စိုက်ဘာရဲ့ယူနစ်ဟာတန်ကြပ်ကလမ်းပေါ်မှာ
Brownie ဆက်သက်နက်အကြီးစားတက်ဆင်ထားပြီးပတ်ပတ်လည်မှာကင်မရာတွေဝိုင်းပတ်တက်ဆင်ထားတဲ့စက်ရုပ်တွေကိုသုံးပါ။အဲဒီစက်ရုပ်ဟာလူသားတွေလိုအစားအသောက်ရေမလိုတဲ့အပြင်မောပန်းနွမ်းနေတာမျိုးလည်းမရှိတာကြောင့်တစ်တော်ရီထဲမှာရှက်ပေါင်းများစွာပုံအောင်နေနိုင်ပါတယ်။သူ့ကိုစခန်းကိုပြန်လာစေမဲ့တခုတည်းသောအကြောင်းရင်းကတော့ကြည်စံကုန်သွားလို့ကြည်ပြန်ဖြစ်ဖို့ပဲရှိပါတယ်။လက်ရှိမှာသူတို့ယူနစ်ဟာတနာရီကို10မိုင်နှုန်းလောက်အထိပုံမြန်ပြီးလက်နက်ငယ်တွေတည်ဆောင်နိုင်မဲ့နောက်ထပ်မျိုးဆက်သစ်စက်ရုပ်တွေကိုပြင်ဆင်နေပြီလို့သိရပါတယ်။လပိုင်းအတွင်းမှာတင်ဒီဗျူဟာမြောက်ရှင်တွေဟာရှာရှာပပပစ္စည်းတွေအစဉ်ကနေအခုဆိုရင်ရိတ်ခါတဲတာဒဏ်ရာရသူတွေကဲထုတ်တာနဲ့အရင်ကဆိုခြေလင်တက်ခွဲတစ်ခုလုံးစတေးရမိတ်တိုက်ခိုက်မှုတွေကိုကိုယ်တိုင်လှုပ်ဆောင်ပေးနိုင်တဲ့စံပြလက်နက်တွေဖြစ်လာနေပါပြီ။ဒီမြေပြင်စက်ရုပ်တွေရဲ့အခန်းကဏ္ဍဟာယူကရိန်းရဲ့အဓိကမဟာဗျူဟာနဲ့ပြန်လည်ချိတ်ဆက်နေပါတယ်။ယူကရိန်းရဲ့တတိယတိုက်ခိုက်ရေးတပ်မဟာ NC-13 လို့ခေါ်တဲ့စက်ရုပ်တိုက်ခိုက်ရေးယူနစ်တစ်ခုရဲ့တွက်ချက်မှုအရတိုက်ခိုက်မှုပေါင်း164ကြိမ်မှာသူတို့စက်ရုပ်တွေလှုပ်ဆောင်ပေးခဲ့တဲ့ရလဒ်မျိုးရဖို့ဆိုရင်လူသားခြေလင်စစ်သား2300ခန့်လိုအပ်မှာဖြစ်ပြီးအဲ့ဒီထဲကထက်ဝက်လောက်တည်ဆုံးဒါမှမဟုတ်တန်ရာရဆုံးရှုံးရလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။သူတို့ရဲ့တွက်ချက်မှုအရဒီဆက်တွေကြောင့်ယူကရိန်းစစ်သားအသက်ပေါင်း1000ကျော်ကိုကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာကိရဲ့အနေနဲ့အလိုလျောက်မောင်းနေတဲ့စနစ်ပေါ်ဘာကြောင့်အစွမ်းကုန်ပုံအောနေရလဲဆိုတာကိုရှင်းရှင်းလင်းလင်းသက်သေပြနေပါတယ်။စက်ရုပ်တရုပ်သွားရောက်တိုက်ခိုက်တဲ့အကြိမ်တိုင်းဟာလူသားတယောက်တည်ဆုံးစရာမလိုတော့တဲ့အကြိမ်ဖြစ်ပြီးစစ်ပွဲအစပိုင်းကလေးကအင်အားနှဲခဲ့တဲ့ယူကရိန်းအတွက်တော့ဒါဟာအလွန်အရေးကြီးပါတယ်။ယူကရိန်းအစိုးရရဲ့အဆိုအရဒီလိုပြောင်းလဲမှုဟာအတိုင်းအတာအလွန်ကြီးမားပါတယ်။ပြီးခဲ့တဲ့ဧပြီလတုန်းကသမ္မတဗိုလိုဒီမာဇလန်စကီကမြေပြင်ပေါ်မှာလူသားခြေလင်စစ်သားတယောက်မှမပါဘဲစက်ရုပ်တွေနဲ့ဒရုန်းတွေကြီးသုံးပြီးရုရှားစခန်းတစ်ခုကိုပထမဆုံးအကြိမ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောကြားခဲ့သလိုအခုနှစ်အစပိုင်းကလေးကမောင်းသူပဲစနစ်တွေနဲ့မစ်ရှင်ပေါင်း2200ကျော်ကိုလှုပ်ဆောင်ခဲ့ပြီးပြီလို့ဆိုပါတယ်။ဒါတွေဟာစစ်ပွဲကာလအတွင်းအစိုးရရဲ့ထုတ်ပြန်ချက်တွေဖြစ်လို့သတိထားစရာအချို့ရှိနိုင်ပေမဲ့မြေပြင်ကသတင်းထောက်တွေနဲ့ပြည်ပကလိလာစမ်းစစ်သူတွေရဲ့ပြောပြချက်အရလည်းယူကရိန်းရဲ့စစ်စင်ရေးအတော်များများဟာအခုဆိုရင်လူသားမပါဘဲအမှန်တကယ်လေပတ်နေပြီဆိုတာကိုအတည်ပြုနေကြပါတယ်။ဒီဒေါ်လာပြောင်းလဲမှုရဲ့ဗဟိုချက်မှာရှိနေတဲ့သူကတော့ဒီလုပ်ငန်းစဉ်တွေကိုအရှိန်မြှင့်ဖို့ဇလန်စကီခန့်အပ်ထားတဲ့အသက်35နှစ်အရွယ်ကာကွယ်ဝင်ကြီးမိုင်ခိုင်လိုပီတိုရော့ပဲဖြစ်ပါတယ်။သူဟာယာဒူးရတာ၄လပဲရှိသေးပြီးစစ်တပ်ထဲမှာတရက်မှတာဝန်ထမ်းဆောင်ဖို့သူမဟုတ်ပါဘူး။သူရဲ့နောက်ခံသမိုင်းကြောင်းကနည်းပညာဖြစ်ပြီးစစ်ရေးဗျူဟာမဟုတ်ပါဘူး။သူဟာဆာဘိုရီဇီယာစက်မှုမြို့တော်မှာကြီးပြင်းခဲ့ပြီးဒီမြို့ဟာစစ်ပွဲအတွင်းပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားရာနေရာလည်းဖြစ်ပါတယ်။ငယ်စဉ်ကဗီဒီယိုဂိမ်းတွေကနေတဆင့်နည်းပညာလောကထဲရောက်လာခဲ့တာပါ။တက္ကသိုလ်မပြီးခင်ကလေးက digital ကြော်ညာလုပ်ငန်းတစ်ခုကိုတည်ထောင်ခဲ့ပြီး Facebook နဲ့လက်တွဲကကြော်ညာတွေရောင်းချခဲ့ပါတယ်။ဇလန်စကီကသူ့ကို2019သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလမှာလူမှုကွန်ရက်ပိုင်းကိုကင်တွယ်ဖို့ပထမဆုံးငှားရမ်းခဲ့ပြီးအသက်28နှစ်မှာယူကရိန်းနိုင်ငံကို digital စနစ်ပြောင်းလဲဖို့ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ပါတယ်။သူကာကွယ်ရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လာတဲ့အခါအဲ့ဒီပညာလောကကလူငယ်တွေဒေတာလေးလာစမ်းစစ်သူတွေကိုခေါ်ဆောင်လာခဲ့ပြီးဈင်းကြံလမ်းတွေမှာပင်ပခုံတွေထားရှိကဆီလီကွန်ဗယ်လီကစတင်တည်ထောင်သူတယောက်လုပ်ငန်းတစ်ခုကိုတော်လှန်ပြောင်းလဲပစ်တယ်လို့မျိုးစစ်ပွဲကိုချင်းကပ်ခဲ့ပါတယ်။မိုဘိုင်းအက်ပ်တွေကတက်စီနဲ့အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းတွေကိုပြောင်းလဲပစ်ခဲ့တယ်လို့မျိုးပဲစစ်ပွဲတွေကိုလည်းစက်ပစ္စည်းတွေပေါ်ပုံချခြင်းအဖြစ်ပြောင်းလဲပစ်နိုင်တယ်လို့ဗီဒိုရော့ကယုံကြည်နေပါတယ်။နယူးယောက်ထိုင်းနဲ့အင်တာဗျူးတစ်ခုမှာဗီဒိုရော့ကကဘာကြီးဟာလုံခြုံရေးကိုလိုအပ်နေပြီးအလိုလျောက်မောင်းနေတဲ့လက်နက်တွေကသာအဲ့ဒါကိုအာမခံနိုင်လိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။သူကဒါကိုနျူကလ িয়ার လက်နက်တွေနဲ့နှိုင်းယှဉ်ခဲ့ပြီးအလိုလျောက်မောင်းနှင်မှုစနစ်မှာရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေကသာအနာဂတ်စစ်ပွဲတွေကိုအနိုင်ရလိမ့်မယ်လို့ဆိုပါတယ်။ဒါဟာဒုံးကျည်ထိပ်ဖူးတွေအပေါ်မှာမဟုတ်ဘဲအယ်ဂိုရီသမ်တွေအပေါ်မှာတိဆောက်ထားတဲ့ဟန်တာမှုမျှော်မှန်းချက်ဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာဗီဒိုရော့သွားခြင်းနဲ့ပန်းနိုင်ဖြစ်ပြီးလောလောဆယ်ယူကရိန်းရဲ့အခြေအနေမဟုတ်သေးဘူးဆိုတာကိုတော့သတိပြုရပါမယ်။နယူးယောက်တိုင်းရဲ့ဆောင်းပါးမှာလည်းယူကရိန်းလက်နက်တွေတဲက AI ဟာလက်ရှိမှာပြစ်မှတ်ခွဲခြားတဲ့အဆင့်ပဲရှိသေးရဲ့လို့ထပ်လောင်းဖော်ပြထားပါတယ်။အလိုလျောက်မောင်းနေမဲ့အနာဂတ်ကတော့မျှော်မှန်းချက်သာဖြစ်ပြီးတစ်တော်တွေကရန်သူတင်ကားကိုရှာဖွေနိုင်တာကတော့လက်ရှိမြေပြင်လက်တွေ့ဖြစ်ပါတယ်။ဒီမျှော်မှန်းချက်တွေရဲ့နောက်ွယ်မှာတော့ဗီဒိုရော့ကရေးဆွဲပြီးဇလန်စကီကအတည်ပြုထားတဲ့ရုရှားကိုဆွေးနွေးပွဲစပွဲဝိုင်းစီအတမခေါ်ဆောင်လာဖို့ရည်ရွယ်တဲ့ခိုင်မာတဲ့မဟာဗျူဟာတစ်ခုရှိနေပါတယ်။နယူးယောက်တိုင်းရဲ့အဆိုအရအဲ့ဒီဗျူဟာကို Air Land Economy လို့ခေါ်ပြီးအပိုင်း၃ပိုင်းပါဝင်ပါတယ်
ဝေဟင်မှာတော့ရုရှားရဲ့ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုအနည်းဆုံး95%ကိုကြားဖြတ်ဖျက်ဆီးဖို့မြေပြင်မှာတော့ရုရှားဘက်ကလူသစ်စုဆောင်းနိုင်တာထက်ပိုများတဲ့စစ်သားအရေအတွက်ကိုတည်ကြည်တရားရအောင်လုပ်ဖို့ပြီးတော့စီးပွားရေးပိုင်းမှာတော့စစ်ပွဲအတွက်ငွေကြေးထောက်ပံ့နေတဲ့ရုရှားရဲ့ရေနံတင်ပို့ရာစိတ်ကမ်းတွေကိုတိုက်ခိုက်ဖို့ပဲဖြစ်ပါတယ်။ဒါဟာရေရှည်တိုက်ခိုက်ပြီးအင်အားပြုံးတိအောင်လုပ်တဲ့ဗျူဟာဖြစ်ပေမဲ့တင်ချာနီးကျတွက်ချက်ထားတဲ့ဗျူဟာဖြစ်ပါတယ်။ဗီဒိုရောကဒီစစ်ပွဲအဆင့်ကိုပြစ်မှတ်ထားဖျက်ဆီးခြင်းလို့ခေါ်ဆိုပြီးကိန်းဂဏန်းရည်မှန်းချက်တွေလည်းချမှတ်ထားပါတယ်။သူ့ရဲ့ပြောပြချက်အရရုရှားဟာ2026ခုနှစ်လယ်ပိုင်းမှာတလကိုစစ်သား3500ကနေ4000ကျဆုံးရှုံးနေပြီးသူကအဲ့ဒီနှုန်းကို9000အထက်ထိရအောင်တွန်းပို့ဖို့ကြီးမှန်းထားပါတယ်။အဲ့လိုဖြစ်လာရင်ရုရှားရဲ့ကျူးကျော်မှုကိုလုံးဝရပ်တန့်သွားစေနိုင်မယ်လို့သူကယုံကြည်နေပါတယ်။ဒါအပြင်ရုရှားကြုံတွေ့နေရတဲ့လူအင်အားပြက်လက်မှုတွေလည်းရှိနေပါတယ်။ဗြိတိန်ထောက်လှမ်းရေးရဲ့ခံမှန်းချက်အရရုရှားစစ်သားတည်ဆုံမှုစုစုပေါင်းဟာ3,2500ကနေ9သိန်းကြားရှိနိုင်ပြီးယူကရိန်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရဆိုရင်တော့ထိခိုက်ဒဏ်ရာရသူစုစုပေါင်းဟာ1.4 သန်းနီးပါးရှိနေပြီလို့ဆိုပါတယ်။ဒီကိန်းဂဏန်းတွေကိုငင်းခုန်စရာရှိနိုင်ပေမဲ့လည်းရုရှားအနေနဲ့ဒုတိယကမ္ဘာစစ်နောက်ပိုင်းဒီလောက်အကျအဆုံးများတာမျိုးမကြုံဘူးသေးသလိုအင်အားဖြည့်တင်းမှုလည်းအကြီးကျယ်ရုန်းကန်နေရပါတယ်။ဒါဟာစစ်ပွဲအစောပိုင်းကတွက်ချက်မှုတွေပြီးပြည့်စုံသွားတဲ့နေရာပါပဲ။အခုဆိုရင်ယူကရိန်းကအင်အားရောလက်နက်ပါတာလွန်သွားပြီလို့ပြောရင်တော့မှားပါလိမ့်မယ်။ရုရှားမှာအင်အားတသန်းခန့်ရှိတဲ့စစ်တပ်ကြီးရှိနေသေးသလိုယူကရိန်းရှေ့တန်းမှာလည်းစစ်သားသိန်းချီဖြန့်ကျက်ထားဆဲဖြစ်ပါတယ်။မြေပြင်မှာရုရှားကအင်အားသာစီရထားဆဲဖြစ်ပြီးဒရုန်းထုတ်လုပ်မှုအပိုင်းမှာလည်းယူကရိန်းကိုအမိလိုက်ကအချို့ကဏ္ဍတွေမှာဆိုယူကရိန်းထက်တောင်ပိုမိုထုတ်လုပ်နိုင်နေပြီဖြစ်ပါတယ်။ဒါပေမဲ့စစ်ပွဲရဲ့အပြောင်းလဲကတော့ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလတုန်းကရုရှားရခဲ့တဲ့အပြတ်သက်အသာစီးရမှုဟာအခုဆိုရင်မျှခြေအခြေအနေနှီးပါအထိကျဆင်းသွားခဲ့ပါပြီ။အထူးသဖြင့်စစ်ပွဲရဲ့ကံကြမ္မာကိုဆုံးဖြတ်နေတဲ့မောင်းသူမဲ့စနစ်တွေနဲ့ AI နည်းပညာတွေပိုင်းမှာတော့ယူကရိန်းကဥဆောင်ခွင့်ရရှိထားပါတယ်။အင်အားချင်းရှင်ပြိုင်တဲ့စစ်ပွဲကနေအခုဆိုရင်ဘသူကပိုပြီးအလင်းမြန်လိုက်ရောညီတွေပြောင်းလဲနိုင်မလဲဆိုတဲ့စစ်ပွဲဖြစ်လာခဲ့ပြီးအဲ့ဒီနေရာမှာတော့တင်းငယ်တဲ့တိုင်းပြည်ဖြစ်တဲ့ယူကရိန်းကပိုပြီးမြန်ဆန်ခဲ့ပါတယ်။ဒီလိုအလိုက်အသင့်ပြောင်းလဲနိုင်မှုဟာရိုးရိုးလက်နက်စက်ရုံကြီးတွေကနေလာတာမဟုတ်ပါဘူး။ဗီဒိုတော့ယူကရိန်းရဲ့လက်နက်ပြပွဲတွေကိုသွားကြည့်တဲ့အခါဂဟေစော်ထားပြီးတိတ်တွေနဲ့ပတ်ထားတဲ့လက်နက်တွေကိုတွေ့ရတတ်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဟာတွေကလူတွေရဲ့ကားကိုယ်တောင်ထဲမှာတင်အလွယ်တကူလှုပ်ထားတာတွေဖြစ်လို့ပါ။အဲ့ဒီထဲမှာလိုင်းနှောင်းရှက်မှုတံကိုလုံးဝမခံရအောင်ရေဒီယိုလိုင်းမတော်မဲ့ဖန်ကျုံးမြင်တဲ့ချိတ်ဆက်မောင်းနေရတဲ့ drone တွေလက်ပွားရွယ်စုံထောက်လှမ်းရေး drone တွေမိုးပြန်ပူပါသုံးလက်နက်တွေနဲ့မြေပြင်မောင်းသူမဲရှင်တွေပါဝင်ပါတယ်။ drone တွေပြင်းနေတဲ့စစ်မြေပြင်မှာလက်နက်အများစုဟာပြစ်မှတ်ကိုမရောက်ခင်အပြစ်ခံရတာဒါမှမဟုတ်ပောက်ကွဲသွားတာမျိုးတွေရှိနိုင်တာမို့လက်နက်တိုင်းဟာဈေးပေါ်ပြီးစွန့်ပစ်ရလွယ်ကူတဲ့ပစ္စည်းတွေဖြစ်နေဖို့လိုအပ်ပါတယ်။ဒီချင်းကပ်ပုံရဲ့အဓိကအားသာချက်ကလက်နက်တစ်ခုချင်းစီရဲ့စွမ်းဆောင်ရည်ထက်ရေးသက်သက်တာနဲ့ထုတ်လုပ်ပြီးလွယ်စွန့်ပစ်ကအသစ်တွေကိုမြန်မြန်ဆန်ဆန်ထပ်မံတီထွင်စမ်းသစ်နိုင်ခြင်းပဲဖြစ်ပါတယ်။ဒါအပြင်ဗီဒိုရော့ဟာစစ်ပွဲကိုယ်တိုင်ကရတဲ့အချက်လက်တွေကိုလည်းတန်မိုးရှိတဲ့ရေရှည်ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။စစ်ပွဲကြောင့်စောင့်ကြည့်ရေးဒရုန်းတွေနဲ့တိုက်ခိုက်ရေးဒရုန်းတွေကရိုက်ကူးထားတဲ့တန်းနဲ့ချီတဲ့ဗီဒီယိုမှတ်တမ်းတွေရရှိခဲ့ပြီးအဲ့ဒီထဲမှာဒရုန်းတစ်ခုချင်းကပ်လာချိန်မှာလူသားတွေရဲ့နောက်ဆုံးစက္ကန့်ပိုင်းတုံ့ပြန်ပုံဗီဒီယိုတွေပါဝင်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနဟာAvenger လက်လို့ခေါ်တဲ့ project တစ်ဆင့်မဟာမိတ်နိုင်ငံတွေကကုမ္ပဏီတွေကိုစစ်မြေပြင်ဗီဒီယို data တွေကိုအသုံးပြုခွင့်ပေးပြီးသူတို့ရဲ့ AI model တွေကိုစစ်မှန်တဲ့စစ်ပွဲအချက်အလက်တွေနဲ့လေ့ကျင့်ခွင့်ပေးထားပါတယ်။ဒါဟာအနာဂတ်စစ်ပွဲတွေမှာတန်ဖိုးအရှိဆုံးသိသိရမိရဲ့အရာဟာနေမြေမဟုတ်တော့ပဲ AI ကိုလေ့ကျင့်ပေးမဲ့အချက်အလက်တွေဖြစ်လာမယ်ဆိုတဲ့အလားအလာကိုပြသနေရပဲဖြစ်ပါတယ်။ဒါပေမဲ့ဗီဒိုရော့ရဲ့ဒီလိုခိရှိပြေးတဲ့မျှော်မှန်းချက်တွေဟာယူကရိန်းစစ်တပ်ကတမိုးတွေရဲ့ကြီးမားတဲ့တွန်းလှန်မှုနဲ့ရင်ဆိုင်နေရပါတယ်။သူရဲ့စက်ရုပ်စစ်ပွဲအကြောင်းပြောဆိုချက်တွေဟာစစ်တပ်အတွင်းမှာဝေဖန်မှုတွေရှိနေပြီးဒါဟာဝင်ကြီးနဲ့စစ်ဗိုလ်ချုပ်တွေကြားကအာဏာလွန်ဆွဲပွဲတစ်ခုလိုဖြစ်နေရဲ့လို့လေ့လာသူတွေကဆိုကြပါတယ်။စစ်မြေပြင်ကတမိုးတွေရဲ့ကန့်ကွက်ချက်ကဒီပညာကိုအသုံးမဝင်ဘူးလို့ပြောတာမဟုတ်ပဲစက်ရုပ်တွေနဲ့ပဲတိုင်မဲ့စစ်ပွဲဆိုတာဗီဒိုရော့ရဲ့မိကွန်းတွေကထက်လက်တွေ့မှာပိုပြီးနှေးကွေးနေရလို့ထောက်ပြတာဖြစ်ပါတယ်။စက်ရုပ်တွေကြီးပဲတိုက်ခိုက်မဲ့စစ်မြေပြင်ဆိုတဲ့စကားလုံးတွေဟာရွှွညွန်တွေပြည့်နေတဲ့ကရုတ်ချင်းတွေနဲ့သွေးမြေကျနေရတဲ့လက်ရှိစစ်ပွဲရဲ့မြေပြင်လက်တွေ့နဲ့ကင်းကွာနေသလိုခံစားရစီပါတယ်။ဒါပေမဲ့အခြေအနေကတစ်ဖက်တည်းတည်းမဟုတ်ပါဘူး။ယူကရိန်းစစ်သေးနာပတိချုပ်
အိုလာဇန်နာဇီယာစကီဟာရိုးရိုးတင်ကားတွေခြေလင်တက်တွေပေါင်းစတဲ့စစ်ဗျူဟာတွေကိုသုံးပြီးစစ်ပွဲအစောပိုင်းကကြီးမားတဲ့အောင်ပွဲအချို့ကိုရယူနိုင်ခဲ့သလိုတစ်ဖက်မှာလည်းရှေ့တန်းတပ်မဟာအတော်များများကနည်းပညာမြင့်လက်နက်တွေကိုအစွမ်းကုန်အသုံးချနေကြပါတယ်။ FPV drone တွေကိုစောစောစီးစီးအသုံးပြုခဲ့တဲ့ K2 တပ်မဟာရဲ့တပ်မှုကတော့နည်းပညာနားလည်ပြီးသူတို့နဲ့စကားပြောရတာလွယ်ကူတဲ့ကာကွယ်ဝင်ကြီးတယောက်ရှိနေရကိုချီကျူးစကားဆိုခဲ့ပါတယ်။စစ်ပွဲရဲ့မြေပြင်လက်တွေကတော့ဒီအမြင်နှစ်ခုကြားကကွာဟချက်တွေမှာရှိနေရဖြစ်ပြီးစိတ်ယုတ်လားလူသားလားဆိုတဲ့တန်တန်ရှင်းရှင်းရွေးချယ်မှုမျိုးမဟုတ်ပဲအဲဒီနှစ်ခုကိုရှုပ်ထွေးစွာနဲ့ပေါင်းစပ်အသုံးပြုနေရတဲ့အခြေအနေဖြစ်ပါတယ်။ဒီနေရာမှာယူကရိန်းအနေနဲ့စိတ်ယုတ်တွေကိုဘာကြောင့်ဒီလောက်ထိအားကိုးနေရလဲဆိုတဲ့အဓိကအကြောင်းရင်းကိုပြန်လည်သတိရဖို့လိုပါတယ်။ဒါဟာနည်းပညာကိုကြွားကျင်လို့မဟုတ်ပဲလူအင်အားပင်ပန်းနွမ်းနယ်လွန်းလာပြီးဖြစ်လို့တုံ့ပြန်ရတဲ့အခြေအနေဖြစ်ပါတယ်။ရှီတန်းကနေပြန်လည်အလှည့်ကျနားခွင့်မရပဲ17လကျော်ကြာကရုံချင်းထဲမှာနေထိုင်ခဲ့ရပြီးဒရုန်းတွေရဲ့အမြဲတမ်းအမဲလိုက်ခြင်းကိုခံနေရတဲ့ယူကရိန်းစစ်သား2ယောက်အကြောင်းသတင်းတွေမှာပါရှိခဲ့ပါတယ်။သူတို့ဟာခန်းစစ်ဆောက်ဖို့တဲအိမ်တွေတောင်ကုန်သွားခဲ့သလိုစစ်သားတယောက်ဆိုရင်သူ့ဇနီးနဲ့စကားမပြောရတာတစ်နှစ်နီးပါးရှိနေပြီဖြစ်ပြီးရေဒီယိုကတဆင့်အတန်ဖမ်းပို့တာပဲလုပ်နိုင်ခဲ့ကမိုးလင်းချိန်မှာဘေးကင်းရာစီ-20လောက်လမ်းလျှောက်ခဲ့ရပါတယ်။ဒီလိုစစ်သားတွေကိုတပ်သားရစေဖို့အတွက်အလိုလျောက်မောင်းနေတဲ့စနစ်တွေကိုတုံးဖို့ကြိုးစားနေရတာဖြစ်ပါတယ်။စစ်သားအင်အားမလုံလောက်တော့တာကြောင့်နဲ့ကြန့်ရှိနေတဲ့လူသားတွေရဲ့ခန္ဓာရည်ထက်ကျော်လွန်နေပြီဖြစ်လို့ဒီနည်းပညာတော်လှန်ရေးကိုလှုပ်ဆောင်နေရတာဖြစ်ပါတယ်။ဒါဟာနည်းပညာအပေါ်ယူသွလို့မဟုတ်ပဲလူသားစတေးရမှုတွေကိုမလိုလားတော့လို့ဖြစ်ပါတယ်။ဒါဆိုရင်ဗီဒီယိုတော့မျှော်မှန်းထားတဲ့အနာဂတ်ကဘယ်လိုလဲဆိုတာနဲ့အဲ့ဒီနောက်ွယ်ကစိုးရိမ်ပူပန်မှုတွေကိုကြည့်ရပါမယ်။သူ့ရဲ့မျှော်မှန်းချက်အရရှေ့တန်းတစ်လျှောက်မိုင်ပေါင်းများစွာရှိတဲ့တင်မင်းတမန်စုံထဲမှာနောက်ဆုံးတော့လူသားတွေလုံးဝမရှိတော့ဘဲစိတ်ရောအချင်းချင်းသာဝေဟင်နဲ့မြေပြင်မှာတိုက်ခိုက်ကြလိမ့်မယ်လို့ဆိုပါတယ်။ဒါဟာစစ်ပွဲရဲ့လူသားအကြအဆုံးတွေကိုရှော့ချပြီးနိုင်မှာဖြစ်ပြီးဒီပညာအရအရင်ဆုံးအလိုလျောက်စနစ်ပြောင်းလဲနိုင်တဲ့ဘက်ကသွေးမြေမကြပဲအနိုင်ရမယ့်သဘောမျိုးဖြစ်ပါတယ်။ဒါဟာဆွဲဆောင်မှုရှိတဲ့မျှော်မှန်းချက်တစ်ခုဖြစ်ပြီးယူကရိန်းတည်ဆောက်နေတဲ့အရာတွေရဲ့နောက်ဆုံးပန်းနိုင်တဲ့ဖြစ်ပါတယ်။ဒါပေမဲ့စစ်ပွဲတွေဆိုတာဘယ်တော့မှပုံတည်တွက်လို့မရပဲခံမှန်းရခက်တဲ့လမ်းကြောင်းတွေကိုရောက်သွားတတ်တာကြောင့်လူသားတွေရဲ့ဆုံးဖြတ်ချက်ကိုဖယ်ထုတ်ပြီးစက်ပစ္စည်းတွေကိုပဲလူသက်ခွင့်ပေးလိုက်တာမျိုးကပို့ပြီးတော့အန္တရာယ်ရှိလာနိုင်တယ်လို့လူအခွင့်အရေးအဖွဲ့အစည်းတွေကထောက်ပြနေကြပါတယ်။လူသားတွေရဲ့ထိန်းချုပ်မှုမရှိဘဲပြစ်မှတ်ကိုသူ့ဘာသာသူရွေးချယ်တိုက်ခိုက်မဲ့လက်နက်တွေကိုသူတို့ကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပြီးဒါဟာဖီဒိုတော့သွားခြင်းနဲ့လမ်းကြောင်းလေးဖြစ်နေပါတယ်။လောလောဆယ်မှာတော့ယူကရိန်းဟာစက်ရုပ်တွေကလူသားကိုကူညီပေးတဲ့စစ်ပွဲပုံစံကိုပဲဆင်နွှဲနေရဆဲဖြစ်ပြီးအင်အားနဲ့စစ်တပ်ကိုရှည်လျားတဲ့စစ်မျက်နှာမှာဖြန့်ကျက်နိုင်ဖို့နဲ့ရန်သူကိုပုံမထိခိုက်အောင်လုပ်နိုင်ဖို့အတွက်ပဲအသုံးပြုနေပါတယ်။ဒီဗျူဟာကတားဆီးရခက်ခဲတဲ့တိတ်ဆိတ်တဲ့တင်မင်းရဲ့ရှေ့တန်းသတင်းတွေအရလက်တွေ့မှာအလုပ်ဖြစ်နေပုံရပါတယ်။ဒါပေမဲ့ယူကရိန်း drone တွေရဲ့စစ်မှန်တဲ့တော်လှန်ပြောင်းလဲမှုဟာရှေ့တန်းတင်မကပဲအဝေးပြေးတိုက်ခိုက်မှုတွေမှာဘာတွေလှုပ်ဆောင်နိုင်မလဲဆိုတာအပေါ်မှာလည်းမူတည်နေပါတယ်